Okay ခဏလောက်စောက်ပြီးတော့မပုံနဲ့ဝင်လာပြီဆိုရင်တော့ရပါပြီကဲအဲ့ဒီဥစားလေးကကိုနှိပ်လိုက်ပါရရဲနှိပ်လဲရပါတော့နှိပ်လိုက်နှိပ်ချလိုက်ပေါ့နော်အဲ့ဒါကဝင်လာပြီဆိုတော့နှိပ်ဝင်ချလိုက်ပါပြင်ဟိုဒီလက်ကြည့်ပေါ့နော်ပြီးရင် GIFT gift ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဒီအပေါ်ဟာကြတော့နောက်ထပ် update မရှိတော့ကိုကရောက်လာပြီပေါ့နော်အဲ့လိုမျိုးစောက်ကိုတာဖြစ်ပါတယ်အောက်က gift ကိုနှိပ်လိုက်ပါအဲ့ဒီ gift ကကြတော့ခုလက်ဆောင်ပေးနေဟာတွေပါကဲအဲ့ဒီ GET gift တွေရောဒီ CLAMD ကအကောင်လုံးကယူလို့ရပါတယ်ဒါပေမဲ့အဲ့ဒီဥစ္စာတော့နည်းခက်တာဖြစ်တဲ့အတွက်စင်းကိုတော့ကြမှာပဲပြင်ပေးပါမယ်အဲ့ဒီ coin လေးကိုယူပြီးလေအချိန်လက်တချောင်းတိတိပေါ့နော်အဲ့ကြောင့်မို့ဒါဆိုရင်အဲ့ဒီ coin လေးနဲ့ဝယ်လို့ရပါတယ်တခြားဥစ္စာတွေဝယ်လို့ရပတ်စံပေးဝယ်ရရတယ်ပေါ့နော်ဒါဆိုရင်ချိန်ယူပြီးတော့ပါပြီခလေးကားတွေရောပြီးတော့ရုပ်လေးတွေရောပြင်လဲသမားအင်ကြီးပေါ့ပြီးလို့ရှိရင်တော့ဒါဆက်ပိန်လေးပါကဲတော့ရပါပြီဒီလောက်ပါပဲရှင်ပွိုင်နေရတော့နောက်မှာပဲ cherry ပြောပြမယ်ဖြစ်ပါတယ်အဲ့ဒီ get avatar id ဆိုတာက avatar ဝယ် id ကချိန်တခါကြည့်ပြီးပေါ့နော်အဲ့ဒါ id ကနှလုံးဖြစ်ပါတယ်ဘယ်ဥစ္စာသုံးရလဲချိန်မသိဘူးဒီဥစ္စာတွေကကြောင့် email တွေပါထည့်ရပါတော့ပြီးရှုပ်မျိုးချိန်ကလည်းသိပြီးတော့အင်္ဂလိပ်စာမကျွမ်းတာဖြစ်တဲ့အတွက်အပီလာမှာပဲနည်းနည်းပါကြည့်ခိုင်းပါပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye မှာ